ဘာသာစကားပေါင်းအမျိုး90ကိုတနေရာထဲမှာ free လေ့လာခွင့်ရမယ်ဆိုရင်မိတ်ဆွေစိတ်ဝင်စားလားဖုန်းတစ်လုံးရှိမယ် internet ရှိုံနဲ့ကိုယ်သိယုံချေတဲ့ဘာသာစကားအသစ်ကိုအခမဲ့လေ့လာခွင့်ရမှာဖြစ်ပါတယ်ဘာသာစကားအသစ်သိယုံတဲ့သူတိုင်းတူညီတဲ့အရာတစ်ခုရှိပါတယ်အချိန်တိုအတွင်းမှာမြန်မြန်တက်မြောက်ချင်ကြတာပဲဖြစ်ပါတယ်6လအတွင်းမှာကိုကတည်တည်ချာချာစူးစမ်းမယ်ဆိုရင်လုံးဝကိုတက်မြောက်သွားမှာဖြစ်ပါတယ် let's go ပထမဦးဆုံးအနေနဲ့ဘာကိုရိုက်ထည့်ရမလဲဆိုရင်တော့ Lawson ဆိုတဲ့ website ကိုရိုက်ထည့်ရမှာဖြစ်ပါတယ် Okay ဒီမှာဆိုရင်50 languages ပေါ့နော်ဘာသာစကားပေါင်း50ဥပမာတွေပြတာပေးတယ် Learn English, Learn Thai, Learn Italian, Learn Spanish, Learn German ပေါ့နော်အများကြီးရှိပါတယ် website တွေကိုကျွန်တော်ဝင်လိုက်မယ် Okay ဒီနေရာမှာဆိုရင် from day 1ပေါ့နော် day 1နဲ့စပြီးတော့ဒီလေ့လာသင်ယူမှုမှတ်သက်တွေနဲ့အများကြီးလေ့လာမှာဖြစ်ပါတယ် Okay ဒီမှာဆိုရင် start now နဲ့ discover the method ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော် Okay ပထမဆုံးအနေနဲ့ဘယ်လိုမှတ်သက်တွေနဲ့လေ့လာအောင်လဲကြည့်ရအောင်သူကဒီမှာဆိုရင် understand listen repeat ပေါ့နော်နားလည်အောင်လုပ်မယ်ပြီးနားထောင်မယ်ပြီးရင် repeat ပြန်လုပ်မယ်ပြီးတဲ့အခါမှာ accept the test ပေါ့နော် test တွေကိုဖြည့်ကြည့်မယ်ပြီးအမားတွေကို identify ပြန်လုပ်မယ်ပြီးရင်ကြတော့ super memory မှာပြန်ထည့်မယ်ပြီးရင်ဒီလိုမျိုးပြန်လည်မယ်ပေါ့နော်သူရဲ့ discover the method မှာဆိုဒီလိုမျိုးလေ့လာအောင်ဖြစ်ပါတယ် okay နောက်တစ်ခုကကြတော့ကိုလေ့လာခြင်းနဲ့ဘာသာစကားကို choose လုပ်အောင်ဖြစ်ပါတယ် popular languages အနေနဲ့အများကြီးရှိပါတယ် English တို့ German တို့ Korean တို့ Italian တို့အများကြီးရှိတယ်ဥရောပနဲ့အမေရိကမှာရှိတဲ့ဘာသာစကားတွေလည်းအများကြီးရှိတယ်ကိုကြတဲ့ကလေ့လာပေါ့အာဖရိကနဲ့ Middle East မှာရှိတဲ့ဘာသာစကားတွေ Hebrew တော့ပါတယ်ပေါ့နော်နောက်ပြီးတော့ Asia မှာဆိုကြည့်လိုက်ပါဦး Learn Burmese ပေါ့နော်မြန်မာနိုင်ငံရဲ့ဘာသာစကားတော့ပါတယ်ပေါ့ကျွန်တော်တစ်ခုကိုစပြီးတော့လေ့လာကြည့်မယ်ဆိုတော့ Korea ကိုလေ့လာကြည့်မယ် Okay Korea မှာဆိုရင် start the course မစတင်ခင်မှာ discover the method ကိုနေကြည့်မယ်ဘယ်လိုမျိုးလေ့လာသင်လဲပေါ့ဒီမှာဆိုရင် first contact ဆိုရင်ကျတော့ A1 level အထိလေ့လာလို့ရမယ် fluent in 6 months ကျတော့ A2 ကနေ B1 level အထိလေ့လာလို့ရမယ်ဒီ table of contents အနေနဲ့ပေါ့နော်ဒီမှာရှိတယ် the first lesson ရှိမယ် next lesson test schedule ရှိမယ် level test တို့ intermediate test တို့ super memory test တို့ free test တို့ရှိမယ် features တွေလည်းရှိတယ်ဒီမှာအများကြီးပဲเนาะ features တွေပါမယ်ပြီးရင် for learning tips ဆိုတာရှိသေးတယ်နေ့တိုင်းဘယ်လိုမျိုး train မလဲ speaking ကဘယ်လိုမျိုးလုပ်မလဲဘယ်လိုမျိုး practice လုပ်မလဲဘယ်လိုမျိုးရေးမလဲဆိုတဲ့အကိုဒါ discover the method မှာတွေ့ရမယ့်ဟာတွေဖြစ်ပါတယ် okay စပြီး start the course ကိုစပြီးတော့နှိပ်လိုက်ပါပြီ okay ဆိုတော့ကိုရီးယားဘာသာစကားကိုလေ့လာမယ်ပေါ့နော် unit 1အနေနဲ့ essentials ပေါ့နော်စပြီးတော့လေ့လာကြည့်အောင် okay နှိပ်ကြည့်မယ် 안녕하세요. 안녕. 안녕히 가세요. Okay သူရဲ့ထူးခြားချက်ကဘာလဲဆိုရင်ပုံလေးလဲပြတာပြီးတယ်ကိုရီးယားလိုလည်းရေးတာပြီးတယ်အင်္ဂလိပ်လိုလည်းအတန်ထွက်ဖားလို့ရတယ်အတန်မှကြားရတယ်ပြောချင်တာကနားထောင်လိုက်ပြန်ပြီးတော့ repeat လုပ်လိုက်မယ်ဆိုရင်ရက်ကိုအဆင်ပြေတယ်ပုံစံပဲပေါ့နော်ပြီးရင်တစ်ခုပြီးတစ်ခုဆက်ပြီးတော့လေ့လာလို့ရပါတယ်နောက်ပြီးတော့ chapter တွေအနေနဲ့လည်းဒီမှာဆိုရင်အခုနကျွန်တော်ဖွင့်ပြတဲ့ unit 1ရှိမယ်ဘယ်ထိသွားလဲဆိုတော့unit 17นี่ရှိတယ်ဒါ first contact ပေါ့နော်first contact မှာရှိတဲ့ပါတဲ့ chapter တွေပေါ့နော်6လအတွင်းမှာလေ့လာခြင်းတဲ့ဟာကလည်းတစ်ခုရှိမှာပေါ့ okay ဒါကကျတော့သူ့ရဲ့လေ့လာလို့ရတဲ့ပုံစံတွေပဲဖြစ်ပါတယ်ဒါမှဆို additional tools အနေနဲ့ဆိုရင် the music ကိုနားထောင်ပြီးလောက်တာတွေဒီလိုမျိုးလောက်တာတွေအများရှိတယ် vocabulary တွေရှိတယ် alphabet လည်းရှိတယ်ပေါ့နော်အများကြီးရှိတယ် okay ပြန်ပြီးတော့သွားကြည့်အောင် okay ပြောချင်တာကဒီ Lawson ဆိုတဲ့ website ကကြတော့ဘာသာစကားအသစ်တွေကိုကိုလေ့လာခြင်းနဲ့ဒါကိုရွေးပြီးတော့တစ်ဆင့်ခြေစီသွားလို့ရတယ်ကိုက6လအတွင်းမှာတည်တည်ကြလေ့လာမယ်ဆိုရင်တော့အကျိုးတစ်စုံတရာရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ် Learn Burmese ကိုနှိပ်ကြည့်မယ်ပေါ့နော် okay start the course ကိုနှိပ်ကြည့်မယ် okay စပြီနော် 민글라바 신. okay 또하러 매. တွေ့မယ်နော် 어깨. 머호푸. 디마 신. မြန်မာဘာသာစကားကိုလည်းလေ့လာလို့ရတယ်သူတွေအတန်ထွက်ရလည်းရအောင်ကောင်းပါတယ်ဒီ Lawson ဆိုတဲ့ website ကမိတ်ဆွေတွေအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ် ဒီလိုမျိုးအကျိုးရှိတဲ့ဗီဒီယိုတွေကိုဆက်ပြီးတော့ကြည့်ချင်နေဆိုရင်ကျွန်တော်ကို follow ထားဖို့မမေ့နဲ့နော်နောက်ထပ်ပိုကောင်းတဲ့ဗီဒီယိုတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ကျွန်တော်နာမည်ကတော့စကြော်ထူလို့ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်